ဂျပန်ဖိုက်တာမူကာစီတိုကိုရှစ်ပလန်နဲ့ကြီးပြပြီး1ချန်ပီယံရှစ်ရဲ့ကလကအဖွင့်လှခဲ့တဲ့ကျော်စွာဝင်ပြည်သက်တွေကြိုက်ပွဲတစ်ပွဲဖြစ်ခဲ့ပါတယ်ရှင်။ကောင်းတာထက်ကိုပိုခဲ့တယ်လို့တောင်ပြောချင်ပါတယ်။ပတ်တဲ့ကျင်းတထေးအတွက်လည်းဂုဏ်ယူနိုင်ခဲ့ပါပြီနော်။1ချန်ပီယံရှစ်ရဲ့ပထမဆုံးပွဲထွက်ပွဲမှာအနိုင်ရလက်ဖော်ဆောင်ပြီးခဲ့တဲ့ကျော်စွာဝင်ကတော့မြန်မာပြည်သက်တွေအတွက်ဂုဏ်ဆောင်နိုင်မဲ့ချန်ပီယံဖြစ်မဲ့သူလို့ကြိုတင်ပြီးတော့ဟော့ကိန်းထုတ်ထားပြစေ။ပွဲမတိုင်ခင်တည်းကကျော်ကြီးရဲ့လက်စလက်နကိုတီးကြတဲ့ပြည်သက်တွေကတော့ကျော်ကြီးမှကျော်ကြီးပါပဲရှင်။ဒါကိုဂျပန်ဖိုက်တာမူကာစာတို့ကကျော်ကြီးကိုအလဲထိုးပြမယ်ဆိုပြီးတော့အလေးတိုက်ကြမ်းခဲ့မှုပါတယ်။ကျော်ကြီးကတော့လေမတိုက်ပဲအမှန်တကယ်ကိုဂျပန်ဖိုက်တာကိုလက်တွေ့ကျိုးဝိုင်းထဲမှာပြင်ပြလိုက်ပါပြီ။ကျော်ကြီးရဲ့မာကုံကတကယ်ကိုရှယ်ပါပဲ။ဂျပန်ဖိုက်တာရဲ့မာကုံကလည်းမသေးပါဘူးရှင်။ပုံစံကြည့်တော့88ဆက်မျက်နှာအမူအရာနဲ့ကျိုးဝိုင်းထဲမှာတော့တကယ်ကိုဘလူးဆိုင်တီးပြသွားတာကတော့ကျော်ဆောင်ဝင်အဆက်ပါ။ပထမချီမာတဲ့ဂျပန်ဖိုက်တာမူကာစတိုကိုနှစ်ခါလဲကျအောင်လို့လုံနိုင်ခဲ့ပါတယ်။ကျော်စွာဝင်ကတော့မူကာစတိုကိုဒုတိယအချီထိခေါ်ဆောင်သွားခဲ့ပြီးတော့လေးချက်ထားတာတွေကိုအပြက်သိပ်ထည့်ပေးလိုက်တာကာကနေမှောက်လို့ပါပဲ။ဒါကြောင့်ပဲဒုတိယအချီမှာဂျပန်ဖိုက်တာတယောက်နောက်ထပ် knockdown နှစ်ခါကျပြီးတော့အရှုံးပေးခဲ့ရပါတယ်။ဂျပန်ဖိုက်တာရဲ့မျက်နှာတော်တော်လေးကိုအထိနာသွားသလိုဒီပွဲကတော့မူကာစီတို့အတွက်ရုပ်ပြက်စင်းပြက်နဲ့တော်တော်လေးကိုဆိုးရွားခဲ့တဲ့ပွဲလို့တောင်ပြောရမလို့ပါပဲ။ကျော်စော်ဝင်းရဲ့1ချန်ပီယံရှစ်ကလကအဖွင့်ကတော့တကယ်ကိုလှပခဲ့ပါပြီ။1ချန်ပီယံရှစ်ရဲ့ဥက္ကဋ္ဌချက်ထရီပေးတဲ့ bonus စုကိုလည်းသိမ့်ပိုက်ပြနိုင်ခဲ့ပါတယ်။မြန်မာတွေမညံ့ဘူးဆိုတာကျော်စော်ဝင်းကတက်သေးပါပဲရှင်။ကျော်စော်ဝင်းကတော့မာကုံလဲကောင်းသလိုတက်တီလဲကောင်းလွန်လာပါတယ်။သူရဲ့ power ကပြောရမယ်ဆိုရင် raw ချန်ကိုတော့အလဲထိုးနိုင်တဲ့ power မျိုးပါ။ကျော်စော်ဝင်းက1ချန်ပီယံရှစ်မှာပထမဆုံးပွဲစဉ်ဆိုပေမဲ့အတွေ့အကြုံရဲ့တပိုင်းအဝိုင်းဂျပန်ဖိုက်တာမူကာစီတို့ကိုအတင်းလိုက်ထိုးနေတာဘလူးဆိုင်တီးနေတယ်လို့ပါပဲ။ပွဲကတော့တကယ်ကိုကြည်ကောင်းခဲ့တဲ့ပွဲစဉ်တစ်ပွဲဖြစ်ခဲ့ပါတယ်။ပရိသတ်တွေလည်းကျော်ဆောင်ဝင်းရဲ့ပွဲကိုကြည်နေကြမယ်လို့ထင်ပါတယ်နော်။ကျော်ဆောင်ဝင်းအနေနဲ့ဒီလက်ရည်အတိုင်းသာဆိုရင်တော့မကြခင်မှာ1ချန်ပီယံရှစ်ရဲ့ချန်ပီယံခပတ်ကိုကင်မြောက်နိုင်မဲ့ချန်ပီယံအဖြစ်မြင်တွေ့ရဖို့ရှိနေခဲ့ပါပြီ။မြန်မာနိုင်ငံဂုံဆောင်ဖက်ဒက်ဂျင်ရဲ့ဂုံဆောင်ချန်ပီယံတယောက်ဖြစ်ပါစေလို့လည်းဒီစီစဉ်ကနေဆုတောင်းပေးပါတယ်။ပရိသတ်တို့လည်းဒီနေ့ညမှာကလကအဖွင့်လှခဲ့တဲ့ကျော်ဆောင်ဝင်းအတွက်ဂုဏ်ပြုစကားလေးတွေကိုအောက်ကကွန်မန့်မှာရေးသွားပေးခဲ့ကြပါအောင်ရှင်။